สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ကျမတို့နော်စစ်စစ်ဖို့ပါဒီနေ့အားလုံးကိုလာပြီးမျှဝေပေးခြင်းတဲ့စကားလုံးလေးကတော့ဆိုတဲ့အတန်ထွက်လေးပဲဖြစ်ပါတယ်အဓိပ္ပာယ်ကတော့တခြားသောဆိုတဲ့ other ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်ပါတယ်စကားလုံးပေါင်းလေးကတော့ နော်မိုင်းဖြစ်ပါတယ်အတန်လေးကိုကြားလိုက်ရမှာဖြစ်တယ်ပေါ့နော်ဆိုတဲ့အတန်ထွက်ပဲဖြစ်ပါတယ်အဲ့တော့ပထမအဆုံးအနေနဲ့တစ်လုံးလေးကတော့သဘောက one တခြားနေ့တခြားသောနေ့ဆိုတဲ့သဘောကိုပြောချင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သဘောအောင်မှာတခြားနေ့သွားမလားပိုင်วันอื่นดีกว่าไหมတခြားနေ့သွားရင်ပိုကောင်းမလားမသိဘူးเนาะပိုင်วันอื่นดีกว่าไหมဆိုတဲ့သဘောနဲ့ပြောလို့ရတယ်วันอื่นနောက်တစ်ခုလေးကကျတော့คนอื่นတခြားလူเขาเป็นคนอื่นไปแล้วเขาเป็นคนอื่นไปแล้วသူတော့တခြားတယောက်ဖြစ်သွားပြီသူကတော့တခြားတယောက်လုံးဖြစ်သွားပြီတဲ့နောက်တစ်ခုလေးကတော့ที่อื่นတခြားနေရာไปที่อื่นดีกว่าที่นี่น่าเบื่อတခြားနေရာသွားလိုက်ကြရအောင်ကွာဒီနေရာတော့ညင်းဝေးစရာကောင်းလွန်းပါတယ်ไปที่อื่นดีกว่าที่นี่น่าเบื่อกဲနောက်တစ်ခုလေးကကြတော့เรื่องอื่นတခြားသောအကြောင်းအရာပေါ့နော်พูดเรื่องอื่นเถอะฉันไม่อยากฟังเรื่องนี้พูดเรื่องอื่นเถอะฉันไม่อยากฟังเรื่องนี้တခြားအကြောင်းဒါပြောလိုက်ပါတော့ငါဒီကိစ္စอยู่တော့ဒီအကြောင်းကိုတော့ငါနားမထောင်ချင်တော့ဘူးตัวอื่นဆိုတာတော့နည်းနည်းတော့ထူးခြားတယ်ตัวอื่นတခြားသောအထည်အဝတ်အထည်ရွေးချယ်တဲ့အခါမှာအဲ့လိုပြောလို့ရတယ်တခြားသောအထည်တချို့နေရာတွေမှာကျတော့တခြားသောအကောင်ဥပမာဒီခွေးလေးကိုမကြိုက်ဘူးတခြားအကောင်လေးလိုချင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့လောလောဆယ်တော့ example အနေနဲ့တခြားသောအထည်ပုံစံမျိုးနဲ့သွားကြည့်ရအောင်พี่คะมีตัวอื่นให้เลือกไหมเพราะตัวนี้ยังไม่ค่อยชอบอะค่ะพี่คะมีตัวอื่นให้เลือกไหมคะเพราะตัวนี้ยังไม่ชอบอะค่ะအမရေအကိုကြီးပေါ့နော်တခြားထည်လေးရွေးဖို့ရှိပါသလားဒီထည်တိတ်မကြိုက်လို့ပါရှင်နောက်တစ်ခုကတော့สีอื่นတခြားအယောင်เนาะสีอื่นมีสีอื่นให้เลือกไหมคะพี่มีสีอื่นให้เลือกไหมคะတခြားအယောင်ရွေးဖို့ရှိပါသလားရှင်တခြားအယောင်ရွေးဖို့ရှိပါသလားရှင်တခြားသောတခုဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒါကတော့อันอื่นဆိုတာတခြားသောအရာတခြားသောအခုတခြားသောဥစ္စာအဲ့သဘောမျိုးသွားတယ်ပေါ့နော်ถ้าเธอไม่ชอบอันนี้เธอก็เลือกอันอื่นสิถ้าเธอไม่ชอบอันนี้เธอก็เลือกอันอื่นสินินดีหามใจผู้สวยတခြားဟာကိုရွေးလိုက်ပေါ့တခြားသောအရာကိုရွေးလိုက်ပေါ့แบบอื่นเนี่ยတခြားသောဒီဇိုင်းတခြားသောပုံစံပေါ့နော်แบบอื่นพี่คะถ้าหากว่าพี่มีแบบอื่นให้เลือกก็ดีนะคะพี่คะถ้าหากว่าพี่มีแบบอื่นให้เลือกก็ดีนะคะအမရေအကိုရေတကယ်လို့အကိုတို့မှာတခြားသောပုံစံလေးတွေတခြားသောဒီဇိုင်းလေးတွေရွေးဖို့ရှိမယ်ဆိုရင်တော့ကောင်းပါတယ်ရှင့်နောက်တစ်ခုခါကျတော့ลูกอื่นဆိုတော့တခြားသောအလုံးပေါ့နော်တခြားသောအလုံးဆိုတဲ့နေရာမှာအသီးအနှံတွေလည်းပြောလို့ရတယ်လို့မျိုးလုံးဝတဲ့အရာတွေမှတည်းအောင်ပြောလို့ရတယ်ပေါ့နော်အခုကတော့အသီးအနှံနဲ့ပတ်သက်ပြီးတော့မှအခြားသောအလုံးဆိုတဲ့သဘောမျိုးနဲ့ example လေးသွားကြည့်မယ်ပေါ့နော်ส้มโอลูกอื่นน่าจะดีกว่าไหมส้มโอลูกอื่นน่าจะดีกว่าไหมတခြားကျွဲကောသီးပေါ့နော်တခြားကျွဲကောသီးလေးတခြားအလုံးလေးကပို့ပြီးကောင်းမှထင်တယ်နော်ส้มโอลูกอื่นน่าจะดีกว่าไหมโอเคเนาะအဲ့တော့နောက်တစ်ခုလေးကကြတော့เล่มอื่นနောက်ဆုံးတစ်ခုပဲပြောလိုက်ကြရအောင်เนาะเล่มอื่นနောက်ဆုံးတစ်ခုရဲ့အဓိပ္ပာယ်လေးကတော့เล่มอื่นဆိုတာတခြားစာအုပ်တအုပ်ပေါ့เนาะเล่มอื่นဆိုတော့ตခြားတအုပ်အဲ့တော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ฉันไม่ชอบเล่มนี้มันอ่านไม่สนุกเลยไปหาซื้อเล่มอื่นดีกว่าฉันไม่ชอบเล่มนี้มันอ่านไม่สนุกเลยไปหาซื้อเล่มอื่นดีกว่าငါဒီစာအုပ်ကိုတော့မကြိုက်ဘူးကွာဖတ်ရတာလည်းပျော်စရာမကောင်းဘူးတခြားစာအုပ်လေးတစ်ချောက်ဝယ်လိုက်တော့မယ်ကွာ
ကဲအဲ့တော့ကျမတို့ဆိုတဲ့အတန်လေးတွေကိုအတီးတီးကြားခဲ့ရပြီပေါ့နော်ဆိုတော့ဒီဆိုတဲ့ကောင်လေးရဲ့ရှေ့မှာနော်คนอื่นเล่มอื่นวันอื่นเดือนอื่นအစရှိသဖြင့်အဲ့ဒါလေးတွေနဲ့သုံးထားကြတယ် noun လေးတွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ noun လေးတွေက countable noun လေးတွေဖြစ်တယ်နောက်တစ်ခုကပါလဲဆိုရင် unit လေးတွေဖြစ်ကြတယ်ပေါ့နော်ရေတွက်ပုံ unit လေးတွေဖြစ်ကြတယ်အဲ့တော့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ขอบคุณมากค่ะ